ဟုတ်ကဲ့ရန်ကုန်50ခွန်ရက်ကွက်ဦးမျိုးမြင့်ဦးအိမ်တို့ပို့မဲ့စတီဖြစ်ပါတယ်မာယူပေးတဲ့ဦးလေးတို့မိသားစုကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ဟုတ်ကဲ့ပါခုလိုစတီတွေကိုဒုလက်တင်ဒုနှစ်လက်မနဲ့အထူးစတီများဖြစ်ပါတယ်လက်တင်ဒုဆိုနှစ်လက်မဒုနဲ့ဒါဒုပြေးစိုက်ပြေးကျွန်းသားစစ်ကိုပြုလုပ်ပေးထားတာဖြစ်ပါတယ်